အလုပ်တစ်ခုလုပ်တဲ့ခါမှာအလုပ်ထဲကိုဇံဝင်နေရဆိုလို့ရှိရင်ပျော်ဖို့ကောင်းတယ်အချိန်တွေဘယ်လိုကုန်လို့ကုန်သွားမှမသိဘူးကိုယ်လည်းကျင်တတ်တယ်တွေးဝင်နေရဆိုလို့ရှိရင်အားအရန်ကုန်တယ်တွေးဝင်နေတဲ့ဟာကြီးအားအရန်ကုန်စေတယ်ဒီဟာလောက်ရမှာလို့ဟိုဟာလောက်ရမှာလို့ဒီဟာလောက်လဲဆိုလို့ရှိရင်လည်းငါဟိုဟာလောက်တင်တယ်စိတ်ကတခြားဟာရောက်နေရောလက်ရှိလောက်ကိုအောင်ကောင်းကောင်းမဆိုင်နိုင်ဟိုဟာလောက်တယ်ဆိုလို့ရှိရင်လည်းစိတ်ကဒီဟာကိုပြန်ရောက်နေပြန်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်အားအရန်ကုန်တယ်အဲ့လိုမဖြစ်အောင်လို့ဘာလို့ဖို့လိုလဲဆိုလို့ရှိရင်နံပါတ်1ကိုသွားနေတဲ့ဘန်အောင်သိဖို့လိုတယ်ကိုဘယ်ကိုသွားနေလဲဆိုတော့ရှင်းရှင်းလင်းလင်း define လုပ်ထားဖို့လိုတယ်ပြီးလို့ရှိရင်အဲ့ဒီကိုရောက်ဖို့ရအတွက်ဖြစ်ရဖြစ်ကြောင်းတွေဒါတွေကိုသိဖို့လိုတယ်အဲ့ဒီကိုရောက်ဖို့ရအတွက်ဖြစ်ရဖြစ်ကြောင်းတွေကဘာတွေလဲဒါတွေမသိဘူးဆိုလို့ရှိရင်ဘာလို့လောမှသိမှာမဟုတ်ဘူးပုံမှန်ဖြစ်ဖြစ်ကြောင်းတွေအများကြီးပဲရှိနေတယ်ခု30ဖြစ်ဖြစ်မယ်40ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့မှာအချိန်တို့ငွေကြေးတို့လူသားရင်းမြစ်တို့ဆိုတာကန့်အသတ်ရှိတယ်ဒါကြောင့်မို့လို့ကို့မှာရှိတဲ့အရင်းမြစ်တွေနဲ့ချိန်ပြီးတော့ဘယ်နီးလန်းကကို့အတွက်အာဝံအများဆုံးလဲဒါကိုရွေးချယ်ပြီးတော့ကိုကစနစ်တကျအစီအမံခံခွဲပြီးတော့လုပ်ဖို့လိုတယ်မဟုတ်ဆိုလို့ရှိရင်ဟိုဟာလောက်ရမှာလို့ဒီဟာလောက်ရမှာလို့နဲ့တိုင်ပတ်နေရောโอเคအဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့တွားမဲ့ပန်နိုင်ရှိဖို့လိုရတယ်အဲ့တွားမဲ့ပန်နိုင်လည်းကို့အတွက်တိတ်ပဲရှိရဖြစ်ဖို့လိုပဲเนาะနောက်တစ်ခုကကျတော့ပန်နိုင်ကိုရောက်ကြောင်းနီးလန်းတွေကိုသိဖို့လိုတယ်ဒါတွေသိသွားပြီဆိုရှင်နောက်တစ်ခုကကို့မှာရှိတဲ့အရင်းမြစ်တွေနဲ့ချိန်ထိုးပြီးတော့ဘယ်နီးလန်းကို့အတွက်အာဝံအများဆုံးလဲဘယ်နီးလန်းကို့အတွက်အကောင်းဆုံးလဲဒါကိုရွေးတတ်ဖို့လိုတယ်ပြီးလို့ရှိရင်ကိုရွေးထားတဲ့နီးလန်းတွေကိုစနစ်ကျအစီအမံခံခွဲပြီးတော့အသက်ကုန်လိလာရရှိရလိလာလှုပ်ရှားရှိရလှုပ်ဖို့လိုတယ်အဲ့လိုလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ထင်တယ်ဟိုဟာလောက်ရမှာလို့ဒီဟာလောက်ရမှာလို့တူရတိတ်ဖြစ်မှာမဟုတ်တော့ဘူးတူရတိတ်မဖြစ်ဘူးအလုပ်ထဲမှာရှံဝင်နေရဆိုလို့ရှိရင်ဘောကပြောရကောင်းတယ်